ကြောက်ကပ်ကိုတန်ရှင်းပေးတဲ့အစာအစာ6မျိုး တစ်ဖရဲသည် watermelon ရေဓာတ်ဖီရင်ပေးပြီးခန္ဓာကိုယ်ထဲကအစိမ်းတောက်တွေကိုဖယ်ရှားပေးပါတယ်သူ့မှာပါဝင်တဲ့လိုက်ကိုပီးနဲ့ပိုတက်ဆီယမ်တွေကကြောက်ကပ်ရဲ့လုံဆောင်ချက်ကိုကောင်းမွန်စေပါတယ်နှစ်တန်ပရာသည်တန်ပရာသည်မှာပါတဲ့ citric acid ကစီးပမာဏကိုတိုးလာစေပြီးကြောက်ကပ်မှာကြောက်တီချင်းကိုကာကွယ်ပေးပါတယ်သုံးပန်းသည်အမြင့်ဓာတ် fiber နဲ့ antioxidants တွေကျွေးဝစွာပါဝင်ပါတယ်cholesterol နဲ့သွေးတွင်းတကြောဓာတ်ကိုရှော့ချပေးလို့ကြောက်ကပ်ကိုကာကွယ်ပေးရရောက်ပါတယ်၄ berry ဒီများ antioxidants နဲ့ရောင်ရမှုကိုရှော့ချပေးတဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်ပိုတက်ဆီယမ်ပါဝင်မှုနည်းပါတဲ့အတွက်ကြောက်ကပ်ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်၅ cranberry ဒီစီလန်းကြောင်းနေရနေမှာဘက်တီးရီးယားတွေကန့်ညှိခြင်းကိုတားဆီးပေးပါတယ်စီလန်းကြောင်းပိုးဝင်ခြင်းနဲ့ကြောက်ကပ်ကြောက်တီးခြင်းကိုရှော့ချပေးနိုင်ပါတယ်၆ နာနတီ bromelain enzyme နဲ့ vitamin C တို့ပါဝင်ပါတယ်ရောင်ရမှုကိုရှော့ချပေးပြီးခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုတန်ရှင်းပေးတဲ့ detoxification လုပ်ငန်းစဉ်ကိုကူညီပေးပါတယ်